Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နန်းကငလင်ပေးတဲ့နေတဲ့ဗီဒီယိုတွေအခုအင်တာနက်ပြတ်တောက်ပြီးတော့ပေါ့နော်တရားတော်ဆက်သွယ်လို့မရတဲ့အခါမှာဆိုလို့ရှိရင်တော့နင်တို့အလွယ်တကူဆက်သွယ်လို့ရမယ် application တစ်ခုနဲ့အားလုံးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီ application ဟာဆိုလို့ရှိရင်တော့ internet Wi-Fi လုံးဝမလိုဘဲနဲ့တယောက်နဲ့တယောက်အလွယ်တကူဆက်သွယ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ဒီ application နဲ့မှာဆိုလို့ရှိရင်လည်း Bluetooth ဖွင့်ရုံနဲ့တယောက်နဲ့တယောက်ပေါ့နော် public chat တို့ private chat တို့လည်းဖန်တီးပြီးတော့စကားပြောလို့ရပါတယ်ဒီ application ကတော့လက်ရှိမြန်မာနိုင်ငံမှာငလင်ပေးတဲ့နေရာမှာအသုံးပြုလို့ရှိရင်တော့အရန်ကိုမှအဆင်ပြေတဲ့ application လေးဖြစ်ပြီးတော့တယောက်နဲ့တယောက်လည်းအဆက်အသွယ်မပြတ်စေမယ့် application လေးတစ်ခုဖြစ်ပါတယ်ဒီ application ရဲ့နာမည်ကတော့ Breakfree ဖြစ်ပြီးတော့ဒီကတော့ free application ဖြစ်ပါတယ်ဒီ application ကိုစပြီးတော့သုံးဖို့အတွက်နင်တို့ဖုန်းထဲမှာ download လုပ်ရပါမယ် Play Store ထဲမှာလည်းအလွယ်တကူ download ရပါတယ်ဆိုတော့ဒီ application ကိုအသုံးပြုလို့ရှိရင်တော့နင်တို့ account ဖွင့်ဖို့အတွက်လိုအပ်ပါတယ်ဒီ application ကိုတော့နင်တို့ Google account နဲ့ဖွင့်ရပါမယ်ပေါ့နော်ကိုယ့်ရဲ့ Google account နဲ့နင်တို့ select လုပ်ပြီးလို့ရှိရင်တော့နင်တို့ဒီ application ရဲ့ account ကိုစပြီးတော့ဖွင့်လို့ရပါပြီဒီရဲ့ application ကတော့အရန်ကို private ဖြစ်ပါတယ်ကိုကအဲ့ဒီ application ကို screenshot လည်းရိုက်လို့မရသလိုမျိုးအဲ့ဒီ application ကို screen record လည်းလုံးဝလုပ်လို့မရပါဘူးဒီ application ထဲမှာဆိုလို့ရှိရင်တော့ public chat တို့ private chat တို့လည်းကိုကဖန်တီးပြီးတော့တရားနဲ့တရားဆက်တွဲလို့ရပါတယ်ဒီရဲ့ application อ่ะဆိုလို့ရှိရင်เนาะဒီမိသားစုတွေပေါ့เนาะဒါကွဲသွားတာပဲဖြစ်ဖြစ်မိသားစုတွေတယောက်နဲ့တယောက် communication လုပ်ဖို့အတွက်အရန်ကိုမှအဆင်ပြေတဲ့ application လေးတစ်ခုဖြစ်ပါတယ်ဒီ application อ่ะဆိုလို့ရှိရင်เนาะ Bluetooth ဖွင့်ပေးရုံနဲ့ free message ပို့လို့ရတယ်ပေါ့เนาะအကန့်အသတ်လည်းလုံးဝမရှိပါဘူးပြီးလို့ရှိရင်သူကအသာချက်တစ်ခုอ่ะဆိုလို့ရှိရင်ကိုယ့်ရဲ့ location ကနေ100မီတာအထိကိုမှဒါ message ပို့လို့ရတယ်ပေါ့เนาะသူကကိုယ့်ဘက်ကလည်း Bluetooth ဖွင့်ထားမယ်သူ့ဘက်ကလည်း Bluetooth ဖွင့်ထားမယ်ဆိုလို့ရှိရင်တော့ is okay ပေါ့နော်ဒါ message ပို့ပြီးတယောက်လမ်းပြီးတော့ဆက်သွယ်လို့ရပါတယ် line ခက်ခဲရှိတဲ့နေရာမှာပေါ့နော် line ကြတဲ့နေရာမှာဆိုလို့ရှိရင်တော့ဒီ application အရန်ကိုအဆင်ပြေတယ်နင်တို့မြစ်ကြီးနားတို့မှာဆိုလို့ရှိရင်တယောက်နဲ့တယောက်ဒါ communicate လုပ်ဖို့အရန်ခက်ခဲတဲ့အခြေအနေတစ်ခုရှိရပေါ့နော်တချို့ဆိုလို့ရှိရင်ဒီရဲ့ application ကိုသုံးပြီးတော့တကယ်ချင်းနေမိသားစုတွေ communicate လုပ်တာကိုလည်းအများကြီးတွေ့ရပါတယ်ဒီဟာက emergency ဒါ message ဒီ application လို့လည်းပြောလို့ရတယ်ပေါ့နော်ဒါတော်တော်လေးကိုမှအဆင်ပြေတဲ့အတွက်နန်ဒီ application ကို recommend ပေးပါတယ်တငယ်ချင်းမိတ်ဆွေတွေမိသားစုတွေကြွယ်ကွာဖို့အရန်ကိုမှလွယ်ကူတဲ့ခေတ်ကြီးထဲမှာပေါ့နော်တန်နဲ့တယောက်ဆက်သွယ်မှုပြုလုပ်ဖို့ရဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတဲ့လို့နန်းနေနဲ့ချင်းနဲ့အဲ့လိုကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတဲ့အထင်းမှာလည်းဒီ application ကိုအကုန်လုံးကို share ပေးဖို့အတွက်အရန်အရေးကြီးရလို့ထင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့အဲ့ဒီအချိန်မှာ line နေခက်ခဲမှုတွေပြီးလို့ရှိရင်တယောက် communicate လုံးဝလုပ်လို့မရမယ်နဲ့တယောက်အပူဆင့်ပေါ့နော်တယောက်ရှာလို့မရတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီ application လေးကိုအသုံးပြုပြီး Bluetooth ဖွင့်လိုက်ရုံနဲ့တယောက်ဆက်သွယ်လို့ရတယ်ဆိုတာတော့နည်းလုံးဝယုံကြည်ပါတယ်ဒီ application နဲ့တူတဲ့နောက်ထပ် application နှစ်ခုရှိပါသေးတယ်အဲ့ဒီ application ကတော့ Fire Chat နဲ့ Zello ဖြစ်ပါတယ်ပထမအောင်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ Fire Chat ပေါ့နော် Fire Chat ဆိုလို့ရှိရင်လည်းအဲ့လိုပဲသူကတကယ်ပဲတယောက်ဆက်သွယ်ဖို့အတွက်အရင်ကမှအဆင်ပြေတဲ့ application လေးတစ်ခုဖြစ်တယ်သူကလည်း100မီတာအကွာဝေးအထိကိုမှရတဲ့ application တစ်ခုဖြစ်ပါတယ်သူကတော့ဒီအရှိက application နဲ့အတူတူပဲဖြစ်ပါတယ်ဒီ application ကတော့ iOS ရော Android ကိုနှစ်မျိုးလုံးသုံးလို့ရပါတယ်သူကလည်းတော်တော်များများကဒီလိုမျိုးပေါ့နော်တငယ်ချင်းတွေအုပ်စုဖွဲ့ပြီးတော့ line မမိတဲ့နေရာတွေမှာပျော်ပွဲစားကြီးထွက်တာပဲဖြစ်ဖြစ်တောင်တက်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်တော့အုပ်စုဖွဲ့ပြီးတော့ပေါ့နော်ဒီရဲ့ application လေးကိုတွင်းထားပြီးတော့တယောက်အဆက်အသွယ်မပြတ်အောင်လို့အသုံးပြုတဲ့ application လေးတစ်ခုဖြစ်ပါတယ်ဒီဟာတော့မြန်မာနိုင်ငံမှာပေါ့နော်တော်တော်များများအသုံးပြုတာကိုပြန်လည်ပြီးတော့ share လုပ်ပေးတာဖြစ်ပါတယ်နောက် application တစ်ခုကတော့ Zello application ဖြစ်ပါတယ်ဒီ application ကတော့အထူးခြားဆုံးနဲ့အမိုက်ဆုံး application လို့ပြောလို့ရတယ်ပေါ့နော်သူကတော့အဲ့ဒီ application ထဲမှာဆိုလို့ရှိရင်သူက voice message ပါ check လို့ရတယ်ပေါ့နော်သူကကိုကအတန်နဲ့တောင်ပြောလို့ရတယ်ပေါ့နော်လုံးဝ internet လုံးဝမလိုဘူးသူက bluetooth ဖွင့်ထားရုံနဲ့ဒါလုံးဝကိုအဆင်ပြေတဲ့ application လေးတစ်ခုဖြစ်ပါတယ်ဆိုလို့ရှိရင်တော့ wifi direct သုံးချင်လည်းရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့ပို့ပြီးတော့အဆင်ပြေရပါပေါ့ဒီ Zello ဟာဆိုလို့ရှိရင်လည်းတော်တော်များများအသုံးပြုတဲ့ application လေးတစ်ခုဖြစ်ပါတယ်ဒီ application 3ခုကတော့အရန်ကိုမှအဆင်ပြေပြီးတော့မိသားစုတွေတယောက်နဲ့တယောက်အဆက်အသွယ်မပြတ်ဖို့အတွက်အရန်ကိုမှအသုံးဝင်တဲ့ application တစ်ခုဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်တကယ်ပဲဘေးဒဏ်ကြီးကာလဖြစ်နေတဲ့အခါမှာဆိုလို့ရှိရင်ဒီ application လေးကိုအိမ်သားတွေအားလုံးကိုတာသုံးဖို့အတွက်ကိုကနေပြီးတော့စပြီးတော့အကြံပေးတဲ့နေလို့နန်းနေနဲ့ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းအားလုံးကိုအကျိုးရှိစေမယ့် content တူပြန်လာပါမယ်